ပိုမိုးတွေချက်လေးရှိတဲ့ဟင်းရှင်မျိုးနောက်ဆုံးဟင်းကတော့ရှယ်ပဲဟင်းလျာတစ်ငငယ်တော့ကတိုင်းရင်းစိတ်ဆရာဝန်တယောက်ကျွန်တော်ကိုပြောပြမှုတယ်။နွေရာသီမှာကြောက်ဖြုံသီးဟင်းရဲ့ညညတောက်ရင်တစ်နှစ်ပတ်လုံးစေကန်းသွားစရာမလိုဘူးတဲ့အရင်ဆုံးကြောက်ဖြုံသီးကိုအခွန်ခွာလိုက်မယ်ပြီးရင်အတုံးမယ်အသားထဲမှာကြက်ဥစားငရုတ်ကောင်းနဲ့ပြောင်းမုံအများကြီးထည့်လိုက်မယ်အသားချစ်ချစ်လေးဖြစ်သွားအောင်ရိုက်ပေးရမယ်ဂျင်းနဲ့ကြက်သွမိတ်ကိုမှုရအောင်အရင်ကြော်လိုက်မယ်ပြီးရင်ကြောက်ဖြုံသီးထည့်ကြော်မယ်ရေငွေ့တွေထွက်လာအောင်ကြော်ပါမယ်ရေအသင်းနဲ့ထည့်ပြီးပွက်သွားအောင်ပြုတ်မယ်ဝါလို့မကောင်းတဲ့ဂျင်းနဲ့ကြက်သွမိတ်ကိုဖယ်လိုက်မယ်မီးပိတ်ပြီးအသားလုံးထည့်မယ်မဟုတ်ရင်လည်းမီးအားလျှော့ပြီးထည့်လို့ရပါတယ်ဟင်းရင်မပွက်သင့်ပါဘူးဒီလိုနည်းနဲ့ချက်ထားတဲ့အသားလုံးကကြစ်ပြီးဝါလို့အရန်ကောင်းပါတယ်ကျွန်တော်နေတိုင်းဟင်းချက်တာကိုတင်ပေးမှာဖြစ်တဲ့အတွက် follow လေးလုပ်ပြီးစိတ်ထားကြပါနော်သတိရရင်လာရှာလို့ရသေးတယ်နော်ဒီဟင်းကအစာပလာအများကြီးမလိုပါဘူးစားတဲ့ကြက်သားမုံကိုထည့်လိုက်ရင်ရပါပြီနောက်ဆုံးမှာနန်းနန်းပင်ဇီးသီးနဲ့နှမ်းစီအများကြီးထည့်လိုက်ရင်ရပါပြီချက်တက်သွားပြီဆိုရင်တော့ကိုယ့်ရဲ့မိသားစုကိုချက်ကျွေးကြည့်ကြတော့နော်ဟင်းလေးရနှစ်ရာသီဥတုအရန်ပူလို့ဘာမှမစားချင်ဘူးဆိုရင်ခမင်းလက်စားမဝင်ရင်ခြေဆက်ခေါက်ဆွဲတောက်လေးလှုပ်စားကြည့်ပါနော်လောက်ကရမ်းလွယ်ကူပြီးစားရတာလည်းအရန်အားရပါတယ်ရေပွက်လာတဲ့အခါခေါက်ဆွဲထည့်လိုက်မယ်ကျွန်တော်နေတိုင်းတင်ပေးဖို့ဗိုက်တွေတောင်ဝါလာပြီးအသေးလေးပေးခဲ့အောင်နော်ကျေးဇူးတင်ပါတယ်ခေါက်ဆွဲချက်သွားရင်ရေအေးစိမ်ပေးလိုက်ပါကြက်သွန်ဖြူကြက်သွန်မိတ်ငရုတ်မုံတွေကိုထည့်ပြီးစီပူပူလေးနဲ့လောင်းပေးလိုက်မယ်တဲငယ်များရဲ့အကြီးရှာလကာရဲ့ခရုစီစားတကြားပြီးရင်တခွားလေးမြင်ကြက်ဥကြောင်မြေဘဲတွေကိုထည့်ပြီးနှောက်အောင်မွေးလိုက်ရင်ရပါပြီသဘောကျသွားပြီဆိုရင်တော့မိတ်ဆွေကိုယ်တိုင်လည်းချက်ကြည့်လိုက်တော့နော်ဟင်းလျာတော့ကျွန်တော်ပြောပြပါမယ်ကုဆိုင်ကြက်ဥကြော်ကိုချက်တာဟာကုဆိုင်ကိုကြက်ဥနဲ့ထည့်ကြော်တာလားမဟုတ်ရင်ကြက်ဥကိုကုဆိုင်နဲ့ထည့်ကြော်တာလားဘလို့ချက်မှအရေးမထွက်ပါလေအရင်ဆုံးကုဆိုင်ကိုလှီးလိုက်မယ်အိုးထဲမှာစီထည့်စရာမလိုဘူးကုဆိုင်ကိုထည့်ရင်ဝက်ထွက်သွားအောင်ကြော်လိုက်မယ်ဒီလိုချက်ရင်ပိုစားလို့ကောင်းလိုက်မယ်ပြီးရင်ကုဆိုင်ကိုကြက်ဥနဲ့ထည့်မယ်စားငရုတ်ကောင်းကိုထည့်ပြီးမှွေလိုက်မယ်စီပူလာတဲ့အခါကြက်ဥကိုထည့်မယ်ရောင်းမနဲ့ဖြည်းဖြည်းချင်းမှွေပေးမယ်အကုန်ရွှေဝါရောင်ဖြစ်သွားအောင်ချက်လိုက်ရင်ပိုစားလို့ကောင်းပါတယ်ချက်တက်သွားပြီဆိုရင်တော့သွားဆန်းကြည့်ကြတော့နော်ခင်းလျာလေးငရုတ်သီးဖတ်ထုတ်ရဲ့အနှစ်ကိုဒီလိုလုပ်ရမယ်ဆိုတာလူအများစုကမသိကြပါဘူးအရသာအရန်ကောင်းပြီဘလောက်ပဲစားလို့မရပါဘူးတအိမ်လုံးလည်းကြိုက်ကြပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးရင်တင်လည်းလုပ်တတ်မယ်ဆိုတာကိုအာမခံပါတယ်စီပူလာရင်ဝတ်သားမုံကိုထည့်လိုက်မယ်ရေထက်ခမ်းသွားအောင်ချက်လိုက်ပါမယ်ပန်းကညာရဲ့အကြီးအနောက်ပန်းကပ်ပြီးခရုစီကိုထည့်ပြီးမီးအားဖြော့လေးနဲ့မှုအောင်ကြောလိုက်မယ်အခုဖုန်းဆောင်နေတဲ့ကောင်လေးကောင်မလေးချောချောလေးတွေချင်းအသေးလေးပေးခဲ့ပါနော်ကျေးဇူးတင်ပါတယ်ရေစိမ်မိသားဝါဥကိုထည့်မယ်မှွေပြီးအယောင်တင်ပေးလိုက်မယ်ပကံနဲ့ထည့်ပြီးငရုတ်သီးနဲ့နှောက်အောင်နေပေးပါမယ်ဖတ်ထုတ်ရတဲ့ထည့်ပြီးဖတ်ထုတ်လုပ်လိုက်မယ်ရေပွက်လာရင်ဖတ်ထုတ်ကိုထည့်လိုက်မယ်တစ်ခုနဲ့တစ်ခုကတ်သွားပါဆိုလို့ဖြည်းဖြည်းမှွေပေးလိုက်ပါမယ်နောက်တစ်ခါပွက်သွားရင်ရပါပြီဒီလိုလုပ်ထားတဲ့ဖတ်ထုတ်ကအပြင်မှာဝယ်စားရတာထက်အများကြီးစားလို့ကောင်းပါတယ်စားချင်တာကိုကိုယ်တိုင်အိမ်မှာချက်ရင်ကိုယ့်မိသားစုကျန်းမာရေးအတွက်ပို့ပြီးစိတ်ချရတာပေါ့ဒီချက်များတဲ့ဟင်းချက်လေးတွေကိုကြည့်ချင်ရင်ကျွန်တော်ရဲ့ profile နဲ့ကိုဝင်ကြည့်ပါနော်ဟင်းလျာငါကြက်ပောင်ကိုအိုးရဲထည့်လိုက်ရင်လူတိုင်းကြိုက်တဲ့အစားအစာလေးရလာပါလိမ့်မယ်အရသာကောင်းပြီးအာဟာရလည်းရှိပါတယ်လုံနည်းကလည်းရမ်းကိုလွယ်ပါတယ်ကြက်ပောင်ကအကြီးကြီးတစ်ခုပြင်ထားပါမယ်အယိုးဖယ်ပြီးဓာတ်နဲ့ထုပေးလိုက်မယ်ဒီလိုဆိုရင်ပိုကြက်လွယ်ပြီးအရသာလည်းပိုကောင်းပါတယ်ပြီးရင်ဂျင်းကြက်သွန်မိတ်ကြက်သွန်နီကြက်သွန်ဖြူဟင်းချက်ဝိုင်ကိုထည့်ပြီးလက်နဲ့နှောက်အောင်နေပေးလိုက်မယ်မိနစ်20နှက်ထားပြီးပကံထဲကိုပန်းငံများရဲ့အကြီးခရုစီဟင်းချက်ဝိုင်နဲ့ပြားရီကိုထည့်ပြီးမှွေလိုက်ပါမယ်တိတ်တိတ်လေးကြည့်ပြီးအသေးပေးတဲ့လူတွေကချစ်ဖို့ကောင်းဆုံးပဲနော်ဒီလိုနဲ့စားလို့ကောင်းတဲ့အချင်းလေးရလာပါပြီနော်အိုးတွေကစီပူလာတဲ့အခါနှက်ထားတဲ့ကြက်ပောင်ကိုထည့်လိုက်ပါမယ်မီးအားအသင်းနဲ့ရှူဝါရောင်ဖြစ်သွားအောင်ကြော်လိုက်ပါမယ်ပြီးရင်ခေါ်ထားတဲ့အရည်လေးကိုထည့်လိုက်မယ်ရေနက်နက်ထည့်ပြီး6မိနစ်လောက်အဖုံးအုပ်ထားလိုက်မယ်အဲ့ဒီကြားမှာလည်းလှန်ပေးရပါမယ်အနှစ်ပြစ်သွားတဲ့အထိချက်လိုက်ရင်ရပါပြီဒီနည်းနဲ့လုပ်ထားတဲ့ကြက်ပောင်ထမင်းကအရန်ကိုမွေးပါတယ်ကျွန်တော်အိမ်ကကလေးတွေဆိုရင်အကုန်သဘောကျကြတယ်မိတ်ဆွေတို့လည်းချက်ကြည့်ကြအောင်နော်